အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဒါလာမယ့်ပရီးမီးယားလိရာသီမှာမန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်တဲ့အပြောင်းရွှေ့သတင်းလေးပြောပြပေးချင်ပါတယ်ဒါကတော့ Bradford အသင်းရဲ့တိုက်စစ်မှုအမ်ဘူမူကိုဒါမန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ဒါထပ်မံကန်လန်းမှုတစ်ခုညှင်းခံလိုက်ရတယ်လို့သိရတယ်ဒါမန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ကပေါင်62.5သန်းတိုးပေးခဲ့တာတောင်မှဒါထပ်ပြီးညှင်းခံလိုက်ရပါတယ်မန်ချက်စတာယူနိုက်တက်အသင်းကတော့ဒါဝုအသင်းကကူညာကိုခေါ်ယူထားတယ်ဆိုပေမဲ့လို့လည်းဒါဒါမဲ့ပရီးမီးယားလိရာသီမှာသူတို့ကအဆင့်8တွင်ဝင်ဖို့အတွက်လိုအပ်တဲ့တိုက်စစ်တွေလိုအပ်တဲ့ကစားသမားတွေကိုအားဖြည့်သွားမှာလို့လည်းတရားဝင်ပြောထားတာရှိပါတယ်။ဒါကြောင့်သူတို့ကအမ်ဘူမူကိုခေါ်ယူဖို့အတွက်ကြိုးစားနေတာလည်းဖြစ်ပါတယ်။ဒါပေမဲ့ Bradford အသင်းအနေနဲ့ကဒီပေါင်62.5သန်းတိုးပြီးတာကိုခါတီးတီးညှင်းဆန်တာမျိုးတော့မဟုတ်ပါဘူး။ဒါသူတို့ကဝုအသင်းကကူညာကိုခေါ်ခဲ့တဲ့ပြောင်းရွှေ့ကြီးအတိုင်းပေါင်62.5သန်းကိုတလုံးတစ်ခဲတဲ့ရရှိလိုနေတာလို့လည်းသိရပါတယ်။အသက်25နှစ်အရွယ်ဒါအမ်ဘူမူကတော့ပြီးခဲ့တဲ့ပရီးမီးယားလိရာသီမှာ90သွင်းပြီးတော့ကိုဖန်တီးထားတာပါမန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ကတော့ဒါအမ်ဘူမူကိုခေါ်ယူတာဟာကောင်းမွန်တဲ့ခေါ်ယူမှုတစ်ခုဖြစ်လာလိမ့်မယ်လို့ထင်ပါတယ်ရှေ့နှစ်တွေမှာတော့ငါဒါပေါင်တန်း100တွေပေါင်ပတ်စံတွေအများကြီးသုံးပြီးဖြုံးပစ်ခဲ့တာတက်စားလို့ရှိရင်ဒါ Bradford ရဲ့အမ်ဘူမူကမန်ချက်စတာယူနိုက်တက်အတွက်အထောက်အကူပြုမဲ့ကစားသမားတအုပ်လို့မြင်မိပါတယ်အားလုံးရဲ့အမြင်တွေလည်းဘယ်လိုရှိလဲဆိုတော့ comment လေးမှာတစ်ချက်လောက်ပြောပြပေးပါအောင်နော်အကောင့်ဖွင့်စော်ကစားခြင်းတဲ့သူတွေကကျွန်မ Viber မှာလာရောက်အကောင့်ဖွင့်လို့ရတယ် Viber ဖုန်းနံပါတ်3998559943မှာလာရောက်အကောင့်ဖွင့်စော်ကစားလို့ရတယ်ဖုန်းနံပါတ်ကိုအကောင့်မှာလည်းတင်ပေးထားပါတယ်ရှင်ဒါကျွန်မစီမှာတော့ spoil ဆုံးရှိမယ် iPad ခွင့်ရှိကိုရှိမယ်မြန်မာကျပ်ငွေထိုင်းဘတ်